သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်ဝါဆိုလဇန်17ရက်2013ခုနှစ်ဇူလိုင်လ18ရက်ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနသဗ္ဗသီရိဗိမာန်တော်အတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်သာသနာပူဇာမြတ်မင်္ဂလာတရားအလှတော်ဓမ္မသဘင်အခမ်းအနား၌မရမ်းကုန်းမြို့နယ်ပြည်လန်း9မိုင်ရတနာလမ်းသွယ်အမှတ်33ဒီနှစ်ဖက်မိဘများအမှုထား၍ဒေါ်ကေတီဆွေသားမောင်ကျော်ထက်သမီးမဖြူစင်မေမိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း8တရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေ50အစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝမ်းကိုရောဤပင်မခြင်းသို့ကတောဘဝဒါနံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်အပိုင်း8ဖျားဖြစ်သူရောက်ပြီးတဲ့နောက်မှာမိမိဆောင်ရွက်ရမယ်ဆောင်ရွက်လို့ဖြစ်နိုင်တဲ့နေရာဒေသကိုခန္ဓာကိုယ်ပင်မမှုကိုအဓိကမထားပဲမြတ်စွာဘုရားဟာတဏှာကနေတဏှာပြောင်းရွှေ့ပြီးတော့တရားရဲ့အကျိုးလောကသားတို့ရဲ့အကျိုးကိုဆောင်ရွက်တော်မူခဲ့တယ်ပထမဝါတွင်မှာဣတိပတနာမှာနေဒုတိယဝါတွင်ကရာဇဂုပြုမှာနေတယ်တတိယဝါတွင်စတုထဝါတွင်တို့မှာလည်းပဲရာဇဂုမြို့မှာပဲဆက်လက်ပြီးတော့သတင်းသုံးတယ်ဝါဘကာလရောက်တဲ့အခါကျတော့ထိုလိုမျိုးရွာဒေသတွေလှီပြီးတော့တရားဟောပြောတဲ့အသိဉာဏ်ပေးတဲ့ပညာဖြန့်ဖြူးပေးတဲ့အလုပ်ကိုကြိုးပမ်းအထောက်တော်မူတယ်အဲ့ဒါတို့ကြိုးပမ်းအထောက်တော်မူတဲ့အခါမှာ
မြည်သည့်တတ္တဝါမျိုးပဲဖြစ်ဖြစ်နားလေသဘောပေါက်အောင်မြတ်စွာဘုရားဟာဟောပြောတယ်လို့ဆိုတာရှိတယ်ယမယံခမှာအထပရိသဆိုတဲ့သုတ်တန်ထဲမှာကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားမရောက်ဘူးတဲ့ဒေသမရှိသလောက်ဖြစ်အောင်ထို့ထို့ရဒေသတွေကိုကြွသွားပြီးတော့မှတ်တမ်းမတင်တဲ့တရားဝဲတွေလည်းအများကြီးရှိတယ်လို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီသုတ်တန်ထဲမှာဒေသတစ်ခုရောက်သွားပြီဆိုလို့ရှိရင်ထိုဒေသသားတို့ရဲ့အသားအယောင်အတိုင်းပဲမြတ်စွာဘုရားရဲ့အသားအယောင်ဟာစင်တူဖြစ်သွားပြီအများကထိုဒေသမှာလေးစားရတဲ့ပုဂ္ဂိုလ်ရဲ့အသွင်သဏ္ဍာန်နဲ့စုဝေးနေတဲ့ပရိသတ်ကြားမှာဝင်ပြီးမြတ်စွာဘုရားဟာဓမ္မနဲ့ပတ်သက်တဲ့တရားစကားကိုပြောကြားခဲ့တယ်တဲ့အဲ့ဒါလို့ပြောကြားနေတဲ့အချိန်မှာသူတို့ရုပ်ရည်သူတို့ရဲ့အဆင်းရောင်သူတို့ရဲ့အတန်မျိုးသူတို့ရဲ့ဘာသာစကားနဲ့ပြောကြားသွားပြီးမကြခင်ဘယ်ရောက်သွားမှမသိဘူးပျောက်သွားတယ်သူတို့ရဲ့ခေါင်းဆောင်ကနောက်မှရောက်လာတဲ့အခါခုနတုန်းကစကားပြောသွားတာသူရဲ့လို့အောင်းမေးတယ်ခုမှသူကလာတာပါလားလို့လူတွေဟာဇဝေဇဝါဖြစ်ကုန်တယ်တဲ့အဲ့တော့အဲ့ဒီနေရာမှာကြည့်မယ်ဆိုရင်မြတ်စွာဘုရားတတ္တလောကတို့လောကသားတွေအတွက်ခဏခေတ်မှာပြောရမယ်အာဖရိကနိုင်ငံတို့ထိအောင်ကြွခဲ့ဘူးတယ်လို့ဒီလိုယူဆရမှာပဲမရောက်တဲ့နေရာမရှိသလောက်သို့တော့တိတိကျကျဘယ်ဒေသကိုရောက်တယ်လို့ဆိုရဲမှတ်တမ်းမရှိလို့သာမပြောနိုင်တာဘူးအကျိုးရှိမယ်ဆိုတဲ့နေရာမှန်သမျှမြတ်စွာဘုရားကြွရောက်ပြီးတစ်လုံးသည့်နှလုံးသည့်ဆိုပြီးတော့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဖြန့်ဖြူးဟောကြားခဲ့တဲ့နေရာတွေဟာတော်တော်များများရှိတယ်လို့ပဲသိရမှာဖြစ်တယ်ပေါ့သို့တော့အထူးတလီသွားရောက်တဲ့နေရာမျိုးမှာတော့မိမိဟောပြမဲ့တရားဓမ္မကိုနားလည်မှုရှိနိုင်တဲ့ပုဂ္ဂိုလ်တော့ဦးစားပေးပြီးတော့မြတ်စွာဘုရားဟောကြားလေးရှိတယ်အကျိုးရှိလို့ထိုပုဂ္ဂိုလ်တန်တရားဝဆင်းရဲတဲ့မှာမနစ်မွန်းစေခြင်းလို့ထူးခြားတဲ့အသိဉာဏ်ဖြစ်ပေါ်စေတယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေအဲ့ဒါလို့အဲ့တော့ဘုရားဖြစ်ပြီးကြတဲ့ကနေမနာညာမအားဆိုတာလို့ထို့ထိုယန္တိတတွေကြွသွားပြီးတော့လောကသားတွေရဲ့အကျိုးကိုဆောင်ရွက်တယ်တာဝတိမြို့မှာသတင်းသုံးနေတဲ့အချိန်မှာအနာရဝိန်တထေးကြီးရဲ့ပင်လျောက်ချက်ချရာဇဂိုမြို့မှာသတင်းသုံးနေတဲ့အချိန်မှာတာဝတိမြို့ကအနာရဝိန်တထေးကြီးရဲ့ပင်လျောက်ချက်ဖြင့်တာဝတိမြို့ကိုကြွသွားတယ်သို့တော့ဇေရွန်ကျောင်းတော်ကြီးကိုလူခံပြီးတဲ့နောက်မှာဇေရွန်ကျောင်းမှာဝါမဆိုပါဘူးတာဝတိမြို့မှာအချိန်ပိုင်းလောက်ဆက်လက်သတင်းသုံးနေထိုင်တယ်ဝါတွင်နဲ့ရဟန်းတော်တွေတို့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေတို့ဆိုတာဝါတွင်ကာလကိုအဓိကထားကြတာဖြစ်သောကြောင့်ဘုန်းကြီးတွေတွေ့ရင်လည်းဘယ်နှဝါရပြီလဲမေးကြတယ်လေဝါတွင်ကာလမှာအဓိကထားတယ်သို့တော့ဝါတွင်ဆိုတာ3လတာအချိန်တိုလေးတာဖြစ်တယ်ပေါ့ဝါတွင်မဟုတ်တဲ့အချိန်တွေက6လတောင်ဆိုတော့အများကြီးရှိတာအဲ့တော့မြတ်စွာဘုရားတောင်အဋ္ဌိပြည်ကြွသွားပြီးဇေရွန်ကျောင်းကြီးကိုလူခံပြီးအဲ့ဒီမှာသတင်းသုံးနေတာဟာလအတော်ကြာအောင်နေတယ်လို့လည်းဆိုနိုင်တယ်သို့တော့ဝါတွင်ကာလရောက်တဲ့အခါဝါဆိုကန်ဒီအချိန်ရောက်ပြီဆိုတော့ရာဇဂိုမြို့ဘက်ကိုပြန်ကြွလာပြီးတော့စတုထဝါအနေနဲ့ရာဇဂိုမြို့မှာပဲဝါဆိုတယ်ဝေလွန်းကျောင်းမှာပဲဝါဆိုတယ်တဲ့အဲ့တော့ဝါမဆိုတော့လဲတာဝတိမြို့ဇေရွန်ကျောင်းရောက်နေတဲ့အချိန်မှာမှတ်တမ်းရှိတဲ့ဗုဒ္ဓရဲ့ကြိုးပမ်းဆောင်ရွက်မှုလေးတစ်ခုပြောရမယ်ဆိုလို့ရှိရင်တော့တာဝတိပြည်ကြွတော့ကတာဝတိပြည်ကနေပြီးတော့ကပိလဝမြို့ကိုကြွတော့က
ကပိလဝမြို့ရောက်ပြီး3 ရက်လောက်အရာမှာညီတော်နန္ဒမင်းသားကိုကျောင်းခေါ်သွားပြီးတော့သင်္ကန်းဝတ်ပေးခဲ့တယ်ဝတ်ပေးပြီးတဲ့နောက်မှာညီတော်နန္ဒဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ကြွရာနောက်ကနေစင်စစ်မပြတ်လိုက်ပါပြီးတော့နေရတယ်အဲ့တော့နေ့အားဖြင့်တစ်နှစ်ကျော်2 နှစ်တည်းရောက်ပြီးကပိလဝမြို့ပြန်မရောက်တော့ဘူးစေတော်เจ้าကြီးအလှခံတဲ့ပွဲမှာလည်းပဲညီတော်နန္ဒတန်ဃာတွေထဲမှာပါလာတယ်စေတော်เจ้าရောက်ပြီးတော့တာဝတိမြို့စေတော်เจ้าမှာမြတ်စွာဘုရားတရင်သုံးနေတဲ့အခါမှာဘုရားရဲ့ညီတော်ဆိုတော့အထူးသဖြင့်ပုထုဇဉ်ယဟန်တွေကစတ်ဆုကြတာပေါ့ဘုရားရဲ့ညီတော်ဆိုတော့ဘုရားညီတော်ဆိုတော့သာသနာတော်မှာပြောမှာပဲလို့စတ်ဆုကြတယ်လူသားဆိုတာတူတူပါပဲဘယ်ခေတ်ကလူသားပဲဖြစ်ဖြစ်သိခြင်းနဲ့စတ်ဆုခြင်းနဲ့ဆိုတာ curiosity ဆိုတာရှိတာပေါ့နော် curiosity ဆိုတာလွန်ကဲလွန်အားကြီးလာတချို့ curiosity ဆိုတဲ့စတ်ဆုတဲ့အလေးထားလေးကတချို့ကတော့အကောင်းတဲ့ဘက်ကိုဖော်ဆောင်သွားပေမဲ့လို့တချို့ကိစ္စကြတော့စတ်ဆုလွန်တဲ့အခါကျတော့မုန်းတီးခံရတတ်တယ်အမုန်းခံရတတ်တယ်ပေါ့စတ်ဆုလွန်အားကြီးလို့ရှိရင်လည်းမကောင်းဘူးပေါ့အင်္ဂလိပ်စကားမှာပြောတယ်ဟိုလူအကြောင်းသိခြင်းဒီလိုတောင်းသိခြင်းနဲ့ဆိုရင် nosy လို့ခေါ်တယ် nose ဟာနှာခေါင်းအလုံးသိတဲ့အတိုင်း nose ဆိုတာနှာခေါင်းခွေးများဟာအနံ့ခံတယ်ဆိုတာလို့ပဲ don't be nosy မင်းငါတဲ့ရင်ကိုမင်းမသိချင်နဲ့ငါအကြောင်းမသိချင်နဲ့သူများအကြောင်းမဆတ်ဆုနဲ့ဆိုတဲ့စကားလုံးရှိတယ်နော်အနံ့ခံတယ်လို့အဓိပ္ပာယ်ကနေလာတဲ့ nosy boss ဆိုတာအလုံးသိတဲ့အတိုင်းအရာရှိအကြီးအကဲအဲ့ဒါကိုဗိုလ်ကြတယ်ဆိုတာကြ bossy လို့ပြောတာပဲအင်္ဂလိပ်စကားမှာ don't be bossy ငါပေါ်လာဘိုးမကြနဲ့ဆိုတဲ့စကားမျိုးသုံးတယ်အဲ့တော့ဒီလိုစတ်ဆုကြတယ်ရှင်နန္ဒအကြောင်းမေးကြညညစတ်ဆုကြတယ်လူစတ်ဆုလွန်အကြည့်လို့တချို့ကြတော့မကောင်းတဲ့ဘက်သွားတာလည်းရှိတယ်စတ်ဆုသည့်အတွက်ကြောင့်အသေးစမ်းနေတွေ့တာလည်းရှိတယ်ပေါ့တီထွင်မှုတွေဟာနော်အင်္ဂလိပ် proverb အင်္ဂလိပ်စာမှာ proverbs လေးတစ်ခုရှိတယ်ထမရဲ့ curiosity is the mother of invention ဆိုတာလေတီထွင်မှုရဲ့မွေးဖွားရာနေရာတကာသိချင်မှုဟာတီထွင်မှုရဲ့မွေးဖွားရာမိခင်ဖြစ်တယ်ဆိုတဲ့လုံးသို့တော့စတ်ဆုလွန်အကြည့်မကောင်းဘူးလို့ဆိုတာဒီခါတော့ကဇနီးမောင်နှံ2 ယောက်အကြောင်းလေးရှိတယ်ဇနီးမောင်နှံ2 ယောက်ဇနီးလောက်တဲ့လူကအမျိုးသမီးပြီးပြီးနေရာတကာစတ်ဆုသိချင်သိချင်လွန်အားကြီးတယ်နေရာတကာစတ်ဆုတယ်မေးတယ်ဆိုတော့သူ့မျိုးသားကတနေ့ကျတော့စတ်ဆုလွန်အားကြီးတော့သူ့ရဲ့စတ်ဆုတတ်တဲ့အကျင့်ကိုပျောက်စေခြင်းလို့ထမရဲ့သူကယရနာဆိုင်ကလက်စွပ်လေးတကွင်ဝဲလာခဲ့တယ်ဝဲလာခဲ့ပြီးသူကယရနာဆိုင်ကလက်စွပ်ကလေးကိုဒီတော်တော်တန်ဖိုးရှိတဲ့လက်စွပ်တစ်ခုဝဲတယ်ပေါ့လေဝဲပြီးတော့ပစ္စည်းလေးတစ်ခုယူလာပြီးတစ်တာလေးဘောက်စ်လေးတစ်ခုလေးထဲမှာထည့်ပြီးတော့အဲ့ဒီထဲမှာထားတယ်ထားပြီးတော့ပြောတာဒီ box ထဲမှာဒီတစ်တာလေးထဲမှာဘာရှိတယ်ဆိုတာမင်းမသိချင်နဲ့သွားပြီးတော့လည်းမင်းဘယ်တော့မှမဖွင့်နဲ့ဒီတစ်တာလေးကိုအကယ်၍ငါအခုအိမ်ပြင်ထွက်မယ်ဒီတစ်တာလေးမင်းမဖွင့်ဘူးဆိုရင်ဟောဒီစိန်လဲဆိုမင်းကပေးမှာဖွင့်တော့မင်းမရဘူး
အဲ့လိုပြောပြီးတော့တစ်တာလေးသူ့နာထားပြခဲ့တယ်မဖွင့်နဲ့မင်းနဲ့ဆိုင်တာတခုမှမပါဘူးဒီတစ်တာထဲမှာတော့မဖွင့်နဲ့လို့ဆိုတာမနေနိုင်ဘူးလေစိတ်လက်စော့ရမှလည်းမနေနိုင်ဘူးဘာတစ်တာတုံခေါင်းထဲမှာသိချင်တဲ့စိတ်ကဒါအများတော့တစ်တာသွားဖွင့်တော့ကြွက်ကခုန်ထွက်သွားယောက်ျားလုံးတဲ့လူကလည်းသိတယ်ပြန်လာတဲ့အခါကျတော့မင်းငါထည့်ထားတာမရှိတော့ဘူးမို့လားလို့ဆိုတော့ကြွက်ကမရှိတော့ဘူးလေကြွက်ဆိုရကောင်တစ်တာဖွင့်လိုက်ထွက်ပြေးမှာပေါ့အဲ့တော့သူစိန်လဲစွလွဲသွားတယ်ပြန်ပေးလိုက်တယ်ဟိုမရတော့အဲ့ဒါစဆုလုံးအကြည့်ရင်လည်းပဲလွဲချော်တတ်သေးတယ်နော်အခုလည်းရှင်နန္ဒကိုဖះရဲ့ညီတော်ဆိုပြီးတော့ရဟန်းတွေကစဆုကြတယ်ဖះညီတော်ဆိုတော့ပျော်မှာပေါ့သာသနာပေါ့အမှန်တမ်းပျော်မှာပေါ့လို့ဆိုတော့ဟိုစိတ်ညစ်နေတဲ့ပုဂ္ဂိုလ်သွားဆွပေးနေတယ်လို့ဖြစ်တယ်ဘယ်ပျော်မလဲကိုတော့တပည့်တော်သင်္ကန်းဝတ်ပြီးတယ်တရက်မှမပျော်ဘူးနောင်တော်ကိုကြောက်လို့သာနေရတာအဲ့တော့သာသနာပေါ်မှာတရက်မှမပျော်ဘူးဆိုပြီးတော့မပျော်ဘဲနဲ့သူသာသနာပေါ်မှာယဟန်ဘဝနဲ့နေထိုင်ရတဲ့အကြောင်းပုံမွင့်လင်းလင်းပြောတဲ့အခါကျတော့သူ့အကျိုးကိုလိုလားတဲ့အနေနဲ့ယဟန်တွေကမြတ်စွာဘုရားကိုတွားလျှောက်တယ်အရှင်ဘုရားရဲ့ညီတော်ဟာသာသနာပေါ်မှာမပျော်ဘဲနဲ့နေရတယ်တနေ့ကျရင်တော့သူလူထွက်မယ်လို့ပြောတယ်ဗျာဆိုဒါနဲ့မြတ်စွာဘုရားကသူ့ကိုခေါ်ခိုင်းလိုက်ပြီးတော့ခေါ်ခိုင်းပြီးစိတ်ပြောင်းလို့ပြောင်းညာသူ့ကိုဆုံးမဩဝါဒပေးဖို့မင်းတာဝရိန္ဒနတ်ပြည်ရောက်ဖူးလားလို့ဆိုမရောက်ဘူးရဲ့ငါနဲ့လိုက်ခဲ့ဆိုပြီးတော့လက်မောင်းလေးဆွဲကင်လိုက်တာညီကိုနှစ်ပါးတာဝရိန္ဒရောက်သွားတယ်မြတ်စွာဘုရားအစွမ်းတကူနဲ့ခေါ်သွားတာဒါဥဒ္ဒံပါဠိမှာတော့ဒီတိုင်းမှရေးထားတာနော်စိတ်ပြေလက်ပြောက်အရင်တော့ကလည်းမြတ်စွာဘုရားမပြောမှန်းသိသားပဲဘာမှမပြောဘူးဒီတိုင်းပြစ်ထားလိုက်တယ်အခုဒီတစ်ခါကျတော့မပြောဘူးဆိုတာသူ့ကိုဆုံးမပေးဖို့ရအချိန်တန်လာပြီလူဆိုတာအချိန်မတန်သေးရင်သွားမပြောနဲ့အချိန်မတန်သေးခင်ပြောရင်အောင်မြင်မှာမဟုတ်ဘူးဒါကြောင့်မို့အချိန်ခါဆိုတာအမှန်တမ်းအရေးကြီးတယ်တဲ့အချိန်မကြခင်သွားပြောလို့ရှိရင်ကိုပြောတဲ့စကားဟာအောင်မြင်မှုမရှိတတ်ဘူးတဲ့အချိန်ကိုစောင့်ရတယ်သို့တော်လူတွေကများသောအားဖြင့်မအောင်နိုင်ကြဘူးတော်တော်အောင်ရခက်တဲ့အရာမျိုးနဲ့တူပါတယ်ဘယ်တော့မှပြောဆိုမနေနိုင်ဘူးအဲ့ဒီအချိန်မတိုင်ခင်သွားပြောတာပဲမရဘူးအဲ့တော့မြတ်စွာဘုရားကတော့အချိန်စောင့်နေလိုက်တာတစ်နှစ်ကျော်ကြာမှသူညီတော်ကိုခေါ်ပြီးတော့တာဝရိန္ဒနတ်ပြည်ကိုသွားတယ်တာဝရိန္ဒနတ်ပြည်ရောက်တဲ့အခါကျတော့တရားမင်းကြီးရဲ့ချွေရန်နတ်သမီးတွေဟာအမတန်လှပတဲ့အသားရောင်လေးတွေကအမတန်မှလှတယ်စာထဲမှာပါတော့ကကုတ္တပါဒခိုးဆိုတဲ့ငှက်ခိုးရဲ့ခြေထောက်လေးတွေဟာနီနုလေးအယောင်လေးတွေရှိတယ်အဲ့ဒီအယောင်ရှိတဲ့မိတ်ကလိမ့်ထားဓမ္မရဲ့ကြည့်ရတာသူတို့အသားရောင်လေးတွေကအဲ့ဒါလိုလှနေတယ်တဲ့ခိုးချေအယောင်ဆင်းရှိတဲ့အသားရောင်ရှိတဲ့နတ်သမီး900တရားမင်းနာမှာခြံရံပြီးတော့နေကြတာနဲ့တော့တွေ့တော့ညီတော်နန္ဒကိုမေးတယ်တရားမင်းကြီးနာနတ်သမီးတွေမလှဘူးလားလို့ဆိုလှနမေရောဇနဝရကလျာဏီနဲ့ဘယ်သူကပို့လှတော့လို့ဆိုကြည့်မျက်စိလဲသွားပြီလေနတ်သမီးမြင်ရမှတော့ဘယ်ဟိုကအယုဆိုးကြီးတန်ဖြစ်သွားအဲ့ဒီမှာနတ်သမီးမြင်လိုက်တာနဲ့တပြိုင်နက်ဇနဝရကလျာဏီရဲ့အလှအပတွေဟာမရှိတော့ဘူးဇနဝရကလျာဏီပေါ်မှာတန်ရောစင်ဖြစ်နေတာကြီးပျောက်သွားတာတခါလေ
လုံးဝပျောက်သွားတယ်အဲ့ဒါကိုဗမာစကားမှာငချင်းစီနဲ့ငချင်းကြော်တယ်လို့ခေါ်တယ်စနဗရကလျာဏီပေါ်မှာဆွဲလန်းနေတဲ့ဥပါဒံဆိုတဲ့ဆွဲလန်းမှုကိုအမတန်လှပတဲ့နတ်သမီးတွေအာယုန်နဲ့ပြောင်းလိုက်တာနဲ့တပြိုင်နက်ဟိုဥပါဒံကအလိုလျောက်ပြုတ်ထွက်သွားတယ်နတ်သမီးတွေပေါ်မှာပြောင်းပြီးတော့ဆွဲလန်းတဲ့စိတ်တဏှာစိတ်ဖြစ်ပေါ်လာတယ်တရားဝါတွေရဲ့အနေကဒီတိုင်းပဲလေဗမာစကားမှာတော့ရှိတယ်မို့လားဘာကိုရင်ဘာမေ့ဆိုတာလေငစိမ့်မြင်ငကင်ပြစ်တို့ဒီလိုဟာတွေလည်းရှိတာပဲလေအဲ့တော့နောက်တစ်ခုမြင်လိုက်လို့ရှိရင်ရှေ့တစ်ခုပေါ်မှာတွေ့တာမှုတွေကင်းသွားတယ်ဆိုတာလူရဲ့သဘာဝလိုပဲဒီလိုဖြစ်တတ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကပြတာအလကားပြတာမဟုတ်ဘူးတခြားနေရာမှာဆိုရင်မြတ်စွာဘုရားကအေးမတင့်တယ်ဘူးလို့ရှုရမယ်ယုတ်ခန္ဓာကိုယ်ကြီးဟာအတုပလို့မတင့်တယ်တဲ့အရာမျှတာဖြစ်တယ်ဆိုတာကိုရှုခိုင်းတယ်အခုဒီတစ်ခါကျတော့ညီတော်နန္ဒမှာဆွဲလန်းနေတဲ့အရာကိုအတုပဘာဝနာနဲ့ချွတ်လို့မရဘူးမရသည့်အတွက်ကြောင့်စနဗရကလျာဏီတဲ့ပို့ပြီးတော့လှပတဲ့နတ်သမီးတွေကိုပြလိုက်တာနဲ့တရားမထုတ်ရဘဲနဲ့အလိုလိုကျွတ်ထွက်သွားတယ်နီးပဲမိဘတွေကိုသားသမီးနဲ့ပတ်သက်လာရင်ဒီနီးကိုတတိထားပါဒီနီးမလုပ်ဘဲနဲ့ပိတ်တဲ့ဆိုးတဲ့နီးတွေသွားလုံလို့ရှိရင်ကတော့ပေါက်ထွက်သွားမှာပဲမရဘူးနော်အာယုံပြောင်းပေးတဲ့နီးနဲ့မြတ်စွာဘုရားကဆုံးမတာဆွဲလန်းနေတဲ့အရာတစ်ခုကိုဖိအားပေးပြီးတော့ဖြုတ်ခိုင်းလို့မရဘူးစိတ်ပြောင်းလာအောင်ဒီတဲ့တာလွန်တဲ့အရာတစ်ခုနဲ့ပြောင်းလဲပြီးတော့ပေးရတယ်ထပ်ပေါက်ပေးရတယ်လို့ဆိုလိုတယ်အဲ့တော့စနဝရကလျာဏီပေါ်မှာဆွဲလန်းနေတဲ့ဥပါဒံဟာနတ်သမီးတွေပေါ်မှာဖြစ်တဲ့တဏှာနဲ့ပဲဖြုတ်လိုက်တာပြုတ်ထွက်သွားတယ်ဘယ်လောက်ထိပြုတ်ထွက်သွားတော့ဆိုတော့ဥပမာစကားတောင်ပြောသေးတယ်နတ်သမီးတွေနဲ့စာလိုက်လို့ရှိရင်နမေတော်စနဗရကလျာဏီဟာလမ်းဘေးသင်္ကုတ်တော်ပေါ်မှာနေတဲ့မြောက်အိုမကြီးလိုပဲတဲ့သူကြားရင်မလို့များနေဘူးလဲမသိဘူးနော်စိတ်ထဲမှာဖြစ်သွားတာကိုပြောတာဒါနိုင်ရှင်လိုက်ရင်ဒီလိုဖြစ်တတ်တယ်လေဒါလူရဲ့သဘာဝအကောင်းဆုံးဆိုတာနိုင်ရှင်ကြည့်မှသိတာကိုဒါအပြစ်မဟုတ်ဘူးလူရဲ့သဘာဝဒီတိုင်းပဲအဲ့တော့ဓမ္မပဒမှာတော့ဘယ်လိုရေးထားတော့ဆိုမြတ်စွာဘုရားကတာဝရိန္ဒနတ်ပြည်သွားရင်းကနေပြီးတော့တောတစ်ခုကိုဖြတ်သွားတဲ့အခါမှာသင်္ကုတ်တော်ပေါ်မှာထိုင်းနေတဲ့မြောက်အိုမကြီးကိုပြခဲ့တယ်လို့ဓမ္မပဒအထက်ကထာတော်မှာပြတယ်လို့ပါတယ်သို့တော့ဥဒ္ဓံပါဠိတော်မူရင်းမှာအဲ့လိုပြတယ်လို့မပါဘူးတိုက်ရိုက်တာဝရိန္ဒနတ်ပြည်ကိုချက်ချင်းခေါ်သွားတာခေါ်သွားပြီးနတ်သမီးပြလိုက်တာနဲ့သူ့ဘာသူစိတ်ထဲမှာထင်တာပြောတာနော်မြောက်အိုဆိုတာတော့မြင်မှုမှာပေါ့မြောက်တည်းကပေါ်တာကိုမြောက်ဆိုတာတော့မြင်မှုမှာသူစိတ်ထဲထင်သွားတာဒီလိုလျှောက်တော့မြတ်စွာဘုရားကလည်းတိုက်ရိုက်မေးလိုက်တယ်မင်းဒီနတ်သမီးတွေကိုလိုချင်လားလို့ဆိုလိုချင်ပါတယ်အေးလိုချင်လို့ရှိရင်ငါခိုင်းတာလို့ငါခိုင်းတာလို့ရင်ငါတောင်းဝန်ယူတယ်ရောက်ရစေရသူညီကိုဆုံးမတာနော်ခါတိုင်းဒီလိုပြောတာဟောတာမျိုးမြတ်စွာဘုရားဘယ်တော့မှမရှိဘူးသို့တော့ဒါနိပရိယေလို့ခေါ်တယ်ဆုံးမသွန်သင်တဲ့နေရာမှာဤမျိုးမျိုးနဲ့ဆုံးမတာဒါမို့အနုတ္တရောပုရိသဓမ္မတာရတိဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတဲ့နေရာမှာကျွမ်းကျင်လိမ္မာတဲ့ပုဂ္ဂိုလ်ပဲအလွန်ကျွမ်းကျင်တယ်လူစိတ်ဓာတ်ကိုသိပြီးတော့တာမန်ချေချွတ်လို့မရနိုင်ဘူးတဲ့အဲ့ဒါလို့ပြောပြီးတော့ဇေရွန်ကျောင်းကိုပြန်လာကြပြီကမ္မထမ်းပေးပြီးအဲ့ဒီကမ္မထမ်းကိုနှုတ်ကလည်းရွတ်ခိုင်းတယ်နှလုံးလည်းသွင်းခိုင်းတယ်တရားထုတ်ခိုင်းတယ်ဇ
နဗရကလျာဏီပေါ်မှာဆွဲလန်းတဲ့စိတ်တွေမရှိတော့ဘူးနတ်သမီးလိုချင်တဲ့တဏှာကနှုသေးတယ်မဆွဲလန်းသေးဘူးသနဗရကလျာဏီကတော့ဥပါဒံကိုဖြစ်နေပြီနတ်သမီးတွေကြတော့ဥပါဒံမဖြစ်သေးဘူးလိုချင်တဲ့တဏှာလောက်ပဲရှိသေးတယ်အဲ့တော့လိုချင်တဲ့တဏှာကိုကမ္မထမ်းနဲ့ဖြုတ်မယ်ဆွဲလန်းတဲ့ဥပါဒံကိုတော့သူ့ရဲ့ตาတဲ့ရုပ်အဆင်းကိုပြပြီးတော့ဖြုတ်တယ်ဒီစနစ်ကိုသုံးချတာပေါ့နော်လူရဲ့စိတ်ဟာတစ်ခုနဲ့တစ်ခုပြောင်းလဲဆေးကြောပြရတယ်ဆိုတဲ့စိတ်ပိုင်းဆိုင်ရာလိမ်မာကျွမ်းကျင်မှုပြောရမယ်ဆိုရင်ဒါ psychotherapy လို့ခေါ်တဲ့အရာပဲပေါ့နော်စိတ်ပြောင်းပေးတာပုထုဇဉ်နေဆိုတာယူတာပဲလေပုထုဇဏောဥမတကောဆိုဆွဲမိဆွဲရဆွဲတာအဲ့ဒါကိုအာယုံပြောင်းပေးလိုက်တဲ့နည်းနဲ့မြတ်စွာဘုရားအခုတရားပဲလှဲ့တယ်နတ်သမီးရမယ်ဆိုတော့ကြိုးစားတယ်လေနော်တရားထုတ်တယ်ဟုတ်ပြီဒီတရားပေါက်ရောက်ရင်တော့ငါနတ်သမီးရမှာပဲလို့ဆိုတဲ့စိတ်နဲ့အဲ့ဒီလိုအားထုတ်တယ်မြတ်စွာဘုရားကယဟန်တွေကိုခေါ်ပြောထားတယ်မင်းတို့နန္ဒယဟန်စီသွားပြီးတော့သူ့တရင်ကိုပေါက်ကြားအောင်ပြောလိုက်တာနတ်ပြည်ခေါ်သွားပြီးတော့နတ်သမီးရခြင်းတရားထုတ်လို့ပြောတာသူအားထုတ်နေတယ်သွားပြောကြနော်နတ်သမီးနဲ့တရားနဲ့အယောင်းဝယ်လုပ်တဲ့ကိုတော်ကြီးနော်နတ်သမီးလိုချင်လို့တရားထုတ်တယ်ဆိုတာဟုတ်သလားဒီလိုဆိုရင်အယောင်းဝယ်လုပ်တာလားတရားနဲ့နတ်သမီးနဲ့ရောင်းဝယ်မလို့လားနဲ့သူရှက်လောက်အောင်သွားပြီးတော့ပြောကြတယ်မြတ်စွာဘုရားပြောခိုင်းတော့သွားပြောကြတာပြောခိုင်းတော့သူရှက်တာပေါ့နတ်သမီးလိုချင်လို့တရားထုတ်တဲ့နတ်သမီးလိုချင်လို့တရားထုတ်တဲ့ဟိုနာတိုးတိုးဒီနာတိုးတိုးသူ့မြင်ပြုံးစီလုံးသွားတာခံရခက်အဲ့မှာတိတ်လူတွေးမခံတော့ချောင်ပိတ်ပြီးတော့နတ်သမီးရဖို့တရားပဲကြိုးစားအထုတ်ရင်ကနေနောက်ဆုံးကြတော့အသိဉာဏ်တူရသွားတယ်သူကသူ့သဘောပေါက်သွားတယ်နားလည်သွားတယ်အခါကျတော့နတ်သမီးလိုချင်တဲ့စိတ်လည်းပျောက်သွားတယ်ဒါမျိုးမြတ်စွာဘုရားသခင်ကိုရောမြတ်လောကသားတွေရဲ့အတွက်ဒီနည်းစနစ်ကိုအသုံးချပြီးတော့ကဲတင်ဆုံးမတာပဲပေါ့မြတ်စွာဘုရားကတရားတွေကိုကဲတင်တယ်ခြေချွတ်တယ်ဆိုတာဆုံးမဩဝါဒပေးပြီးတော့စိတ်ဓာတ်ကိုပြောင်းအောင်လုပ်ပေးတဲ့နည်းစနစ်ကိုသုံးတာပဲဒီနည်းစနစ်ဟာအလွန်အောင်မြင်တယ်အလွန်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်တွေလည်းတိမ်မွေးနူးညံ့သွားတယ်အလွန်ရိုင်းပြတဲ့ပုဂ္ဂိုလ်တွေလည်းနူးညံ့သွားကြတယ်တောကဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်းရင်တွဲမှာအေးချမ်းသွားတယ်မြတ်စွာဘုရားနဲ့တွေ့လိုက်တဲ့အခါအဆိုးတွေပြေပြီးတော့အကောင်းတွေရအပူတွေကင်းပြီးတော့အေးတီခံစားကြရတယ်လောကသားတို့အတွက်ဤမျိုးစုံနဲ့မြတ်စွာဘုရားဆုံးမဩဝါဒပေးတာတကယ်ကြိုးပမ်းအထောက်သမားတော်တယောက်ဒီယောဂရှိတဲ့ပုဂ္ဂိုလ်ရဲ့ယောဂကိုပျောက်ကင်းအောင်အကျဉ်းတရားထားပြီးတော့ကြိုးကြိုးစားစားကုသပေးတယ်လို့ပဲမြတ်စွာဘုရားအလွန်ကုရခက်တဲ့ယောဂတွေတန်တရားကပါလာတဲ့ယောဂတွေပျောက်ကင်းအောင်ဤမျိုးစုံနဲ့တတ္တဝါတွေရဲ့အကျိုးကိုဆောင်ရွက်တော်မူခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့နန္ဒမင်းသားဟာရံဘွားမပြောနိုင်တဲ့တန်ရောစဉ်ကျိုးတွေကိုတဏှာနဲ့ဖြတ်ပစ်ပြီးတော့တဏှာကိုတော့ကမ္မထနှလုံးသွင်းခြင်းဖြင့်ဖယ်ရှားပစ်လိုက်တာယန္တာဖြစ်သွားရောယန္တာဖြစ်သွားတာနဲ့တပြိုင်နက်နတ်သမီးလိုချင်တဲ့စိတ်ပဲရောက်တော့မှမသိမရှိတော့တရားဓမ္မအနေထားတွေအကုန်သိတော့ဓမ္မမျက်စိဆိုတာရသွားတယ်ဓမ္မမျက်စိဆိုတာပါယံကိဉ္စိသမုဒိယဓမ္မံသဗ္ဗတံនិရောဓဓမ္မဖြစ်ချင်းသဘောရှိတာတွေမှန်သမျှပြည့်ချင်းသဘောရှိတယ်ဘယ်အရာကိုပဲကြည့်လိုက်ဖြစ်လာတာတွေမှန်သမျှတနေ့ကျတော့ပျက်စီးသွားမှာပဲဆိုတဲ့ဒီအမြင်ကအခိုင်အမာမြင်ထားသည့်အတွက်ကြောင့်ဘာကိုမှတတ်မဲ့ဆွဲလန်းလိုချင်တယ်ဆိုတာမရှိတော့ဘူးပေါ့ဓမ္မစက္ခုရပြီနောက်ဆုံးစိတ်ထဲမှာဖြစ်ပေါ်နေတဲ့လိုချင်တတ်မဲ့မှုတွေမှန်သမျှအကုန်ချုပ်ငြိမ်းသွားတယ်
လိုချင်တတ်မဲ့မှုတွေဟာယုံထွက်ဖို့ခက်လောက်အောင်အင်တမပြင်းထန်ဥပမာဘာနဲ့တူလို့ဆိုရင်တောတွေထဲမှာရှိတယ်ရွှွညွန်တော်ကြီးတွေရှိတယ်အဲ့ဒီဆင်းဖြစ်ဖြစ်ကျွဲပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အဲ့ဒီရွှွညွန်တော်ကြီးတွေရောက်သွားလို့ရှိရင်လှုပ်လေမြုပ်လေပဲဘယ်လိုမှယုံထွက်လို့မရတော့တကယ်တောနဲ့ကြီးတွေထဲမှာအဲ့ဒါရှိတတ်တယ်အပေါ်ယံကြည့်လိုက်လို့ရှိရင်တော့တမန်မြေပြင်လို့ထင်ရတယ်အဲ့ဒီထဲနင်းလိုက်တာနဲ့မြုပ်သွားမလှုပ်နဲ့လှုပ်လေမြုပ်လေလှုပ်လေမြုပ်လေနွန်နဲ့မြုပ်သွားတာနွန်ဘွက်အိုင်ကြီးတွေရှိတတ်တယ်ဆင်ကြီးတွေလည်းမြုပ်သွားတာပဲခြားတရိษံတွေလည်းအကုန်မြုပ်သွားကြတာအဲ့ဒါလိုပဲကာမဂုဏ်အာယုဆိုတာလူတွေကိုနှစ်မြုပ်ပေးတာမို့ညွန်နဲ့တူတယ်လို့ဒီလိုတင်စားပြီးတော့မြတ်စွာဘုရားကဟောတာအဲ့ဒီညွန်ကနေယုံထွက်ဖို့ဆိုတာမတန်ခဲတယ်အခုညီတော်နန္ဒယတနိဋ္ဌိနောပင်ကောတဲ့လိုချင်စရာအာယုန်တွေကိုလိုချင်တယ်ဆိုတဲ့ယုံရခက်တဲ့ညွန်ကြီးတဲ့ကနေသူထွက်လာနိုင်တယ်မတ္ထိတောကာမကန္နကောစူးနေတဲ့စူးဆိုတာအင်တာမထွင်ရခက်တယ်အဲ့ဒီစူးတွေကိုလည်းကာမဂုဏ်အာယုံပေါ်မှာတွေ့တာတတ်တဲ့ကာမတဏဆိုတဲ့စူးကိုလည်းချိုးပစ်လိုက်နိုင်တယ်ဖက်ပစ်လိုက်နိုင်တယ်ပျောက်ကောအောင်လှုပ်ပလိုက်နိုင်တယ်မောဟခယံအနုပ္ပတ္တောမတိချင်းတွေ့ဝေချင်းတွေအလုံးအဆုံးသတ်သွားတဲ့တရားဥတရားမြတ်အဆင့်ကိုရောက်သွားတဲ့သူတော်ကောင်းတဦးဟာဒုက္ခဒုက္ခေတုနဝေနတိနဝေဒတိချမ်းသာခြင်းကြောင့်လဲစိတ်နှလုံးတုန်လှုပ်မှုမရှိဘူးကြံ့ခိုင်သွားပြီဆင်းရဲခြင်းကြောင့်လည်းပဲစိတ်နှလုံးတုန်လှုပ်မှုမရှိဘူးကြံ့ခိုင်သွားပြီဘယ်လိုအာယုန်နဲ့လာသူစိတ်ဓာတ်ဟာကြံ့ခိုင်သွားပြီလောကရန်မုန်တိုင်းများကြောင့်တုန်လှုပ်ခြင်းမရှိတော့ဘူးလို့ဒီလိုဆိုလိုတာပေါ့မုန်တိုင်းတိုက်တဲ့အခါကြည့်တစ်ပင်ကြီးတွေကရိမ့်ထိုးနေပေမဲ့လို့တောင်ကြီးတွေကြတော့ငြိမ့်နေတာပဲလေကြံ့ခိုင်နေပြီဆိုလို့ရှိရင်တောင်ကြီးတွေလိုကြံ့ခိုင်သွားတယ်ယန္နာပုဂ္ဂိုလ်ရဲ့စိတ်ဟာကြောက်သားအတိပြည့်တဲ့တောင်ကြီးလိုကြံ့ခိုင်နေသည့်အတွက်ကြောင့်ဘယ်ဘက်ကမုန်တိုင်းလာကာမဂုဏ်အာယုန်တွေလာဘယ်အာယုန်ပေါ်မှစိတ်မဝင်စားတော့တာစိတ်ကြံ့ခိုင်မှုတစ်ခုပဲပေါ့အဲ့ဒါလို့မကြံ့ခိုင်ဘူးဆိုရင်ဟိုဘက်ကလာဟိုဘက်ရိမ့်ဒီဘက်ကလာဒီဘက်ရိမ့်နေရိမ့်ထိုးပြီးမငြိမ်နိုင်အောင်ဖြစ်နေတယ်ညီတော်နန္ဒရဲ့စိတ်ဟာရှေးရခင်တုန်းကဒီလိုရိမ့်ထိုးနေတာအခုတော့စိတ်ဓာတ်တွေအလုံးကြံ့ခိုင်သွားပြီဒုက္ခပဲလာဒုက္ခနဲ့ပဲကြုံစိတ်နှလုံးဟာတုန်လှုပ်မှုမရှိပဲတိမတ်တည်ငြိမ်သွားတဲ့အနေအထားမျိုးကိုရောက်သွားပြီလို့မြတ်စွာဘုရားကဝန္တာအာရမိန့်ကြားခဲ့တဲ့ဥဒန်းစကားလေးတစ်ခုပဲညီတော်နန္ဒကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်ကသပိဋ္ဌာန်ခေါ်ခဲ့ပြီးတော့အချိန်မတန်သေးလို့မဆုံးမချေချွတ်ခဲ့သေးဘူးဒီတိုင်းပြစ်ထားလိုက်တယ်အချိန်လဲတန်ရောစဉ်းစားဉာဏ်ဖြစ်နိုင်တဲ့အနေအထားတစ်ခုကိုကြည့်ပြီးနီလန်းတကြမြတ်စွာဘုရားကတာဝတိမြို့မှာရောက်ခိုက်ညီတော်နန္ဒမင်းသားကိုဆုံးမလိုက်တာယဟန္တာဖြစ်သူရောက်သွားပြီတရားဝရိအားလုံးရဲ့အကျိုးကိုဆောင်ရွက်တဲ့အခါမှာလေဒီပုံစံနဲ့ပဲဆောင်ရွက်တာဒီလူတူတယောက်ဘာကနေဒုက္ခပေးနေတယ်လဲဆိုတော့အဲ့ဒီဒုက္ခပေးနေတဲ့အရာကိုမြတ်စွာဘုရားဘယ်လိုဖယ်ရှားရမလဲဆိုတာကိုကြည့်ပြီးဖယ်ရှားအဲ့တော့ဘုရားဘာသာဝင်တွေဘုရားကိုကိုးကွယ်တယ်ဆိုတာဘုရားရဲ့တကူတော်အနန္တကိုအမိရဖို့ရာအတွက်ကိုးကွယ်တာမဟုတ်ဘူးအဲ့ဒါကိုအမှန်သိဖို့လိုတယ်ဘုရားဘာသာဝင်ဖြစ်ပေမဲ့လို့တချို့ပုဂ္ဂိုလ်တွေဘုရားကိုးကွယ်တယ်ဆိုတာလက်ကောင်းအောင်ကိုးကွယ်တာရှိတယ်စီးပွားတက်အောင်ကိုးကွယ်တာရှိတယ်အန္တရာယ်ကင်းအောင်ကိုးကွယ်တာတွေရှိကြတယ်အဲ့တော့မြတ်စွာဘုရားကလက်ကောင်းအောင်လည်းမမှာမဟုတ်ဘူးအန္တရာယ်ကင်းအောင်လည်းမမှာမဟုတ်ဘူးတရားဝါရဲ့အကျိုးကိုဆောင်ရွက်တယ်ဆိုတာဘယ်လိုတော့ဆုံးမဩဝါဒဖြစ်အကျိုးမဲ့တွေမဖြစ်စေပဲအကျိုးရှိရာရှိကြောင်းတွေကိုဖြစ်စေတာဆိုလိုတာက
ကောင်းတဲ့အခြေအနေတွေကိုဖန်တီးပေးပြီးတော့မကောင်းတဲ့အခြေအနေတွေကိုမလုပ်ဖို့လမ်းညွှန်မှုပေးတာပဲအဲ့ဒီလမ်းညွှန်မှုပေးတဲ့အတိုင်းကိုယ်ကလိုက်နာရမှာလို့ဒီလိုသဘောပေါက်ရမယ်ပေါ့နော်အဲ့ဒါလို့မဟုတ်ရင်ဘုရားကိုးကွယ်တာနတ်ကိုးကွယ်တဲ့အဓိပ္ပာယ်မျိုးရောက်သွားနိုင်တယ်ပေါ့နတ်ကိုးကွယ်တယ်ဆိုတာကိုယ်သာကိုးကွယ်တယ်နတ်ကပေးတယ်လို့သိတွေ့ရပါဘူးနော်ကိုယ်စီကငါပြောသည့်အုံသီးသာပါသွားတာအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကြင်ကြံကြိုးကိုအထုတ်လို့စိတ်နှလုံးအေးချမ်းမှုဆိုတာဧကံဒိဋ္ဌရကြတာတော့သိကြတယ်ပေါ့တာဝတိမြို့စေတော်အကြောင်းမှာအခုလို့ညီတော်နန္ဒကိုဆုံးမဩဝါဒပေးလို့ရဟန္တာဖြစ်သူရောက်စေပြီးတဲ့နောက်မှာဒါမှတ်တမ်းရှိတဲ့အဖြစ်အပျက်တွေပေါ့အခြားမှတ်တမ်းမရှိတဲ့အဖြစ်အပျက်တွေလည်းရှိအောင်မယ်ဝါတွင်းကာလနီးပြီဆိုတဲ့အချိန်မှာရာဇဂိုမြို့ကိုစတုထမြောက်ဝါဆိုဖို့မြတ်စွာဘုရားပြန်ကြွလာခဲ့တယ်ပြန်ကြွလာပြီးတော့ရာဇဂိုမြို့ဝေလွန်းအကြောင်းမှာပဲသတင်းသုံးတယ်အဲ့ဒါလို့သတင်းသုံးတဲ့အခါမြတ်စွာဘုရားနာနေမိုးတော့အလင်းရောက်တဲ့အခါမှာနောက်ကယဟန်တန်ဃာတွေနဲ့မြို့ထဲကိုဆွမ်းခံကြွလိမ့်ရှိတယ်အဲ့တော့ကိုဆုံးကိုခံစားတဲ့အဓိပ္ပာယ်ပေါ့နော်မြတ်စွာဘုရားဆွမ်းခံကြွတော့ယဟန်တန်ဃာတွေနဲ့ကြွသွားတဲ့အခါမှာရာဇဂိုမြို့ကဒီဘယင်ကိုနေတိုင်းမြတ်လေးပန်းရှစ်ဆုပ်ကိုဘယင်ကိုဆက်တာရတဲ့ပန်းဥယျာဉ်ထဲမှာအလုံးလုံးတဲ့လူတယောက်နေ့စဉ်နဲ့မြတ်သူကရှစ်ဆုပ်ဆက်ရတယ်အဲ့ဒီပန်းဆက်ဖို့သူပန်းနေယူလာတာမြတ်စွာဘုရားဆွမ်းခံကြွလာတာနဲ့ကြုံတာနဲ့အမြဲတမ်းဝမ်းသာအားရဖြစ်ပြီးတော့အဲ့ဒီပန်းရှစ်ဆုပ်ကိုမြတ်စွာဘုရားပေါ်မှာလှမ်းပြီးတော့မြောက်ကျဲလိုက်တဲ့အခါမှာသူ့ရဲ့တရားစွမ်းအားကြောင့်ပန်းပွင့်လေးတွေဟာကျိုးနဲ့တီထားတယ်လို့လှလှပပကောင်းကင်ယံမှာမြတ်စွာဘုရားရဲ့ခေါင်းတော်ဘောကမျက်နှာချက်တဖွဲဖြစ်ပြီးတော့လိုက်ပါတယ်တဲ့ကြံတဲ့ပန်းစုပ်လေးတွေကိုမြောက်လိုက်တဲ့အခါမှာလဲဒီစာပန်းလေးတွေလို့တစ်ခုနဲ့တစ်ခုတွဲရှက်ပြီးတော့မြတ်စွာဘုရားရဲ့အထက်ကပန်းတွေဟာလိုက်ပါပြီးတော့လာတော့အမြဲတမ်းထူးဆန်းတဲ့မြင်ကွင်းကိုမြင်လဲရတဲ့အခါမှာသူ့ဖို့ကြည်နူးအားရလို့မဆုံးဘူးဒီပုဂ္ဂိုလ်ဟာဘယင်ကိုဆက်ရမဲ့ပန်းတွေကိုမြတ်စွာဘုရားကိုအခုလိုကျဲလှူလိုက်တယ်ဆိုတာတာမန်စိတ်ဓာတ်နဲ့ကျဲလှူတာမဟုတ်ဘူးသူ့စိတ်ထဲမှာစွန့်စားပြီးတော့လှုပ်ရတာဘယ်လိုစွန့်စားရတော့ဆိုရင်ဘယင်ဆက်မလို့လာတဲ့ပန်းတွေကိုဘုရားကိုလှူပြစ်လိုက်ခြင်းအပြင်သူ့မှာဘယင်ရဲ့မင်းပြစ်မင်းတံဘယင်ကပေးတဲ့မင်းပြစ်မင်းတံကိုသူခံရမှာအဲ့ဒီခံရမယ်ဆိုတာတွေကိုသူသိတယ်အလုံးထက်တွက်ပြီးဘယင်ကငါ့ကိုဘလို့ပြစ်ဒဏ်မျိုးပဲပေးခံမယ်ဒီပန်းကိုတော့ငါဖះကိုလှူမယ်လို့ဆိုပြီးတော့စွန့်စားပြီးတော့လှူတာမျိုးဖြစ်တယ်ပေါ့အဲ့ဒါလို့လှူလိုက်တဲ့သူမနဆိုတဲ့ပန်းဥယျာဉ်မှာအလုပ်လုပ်တဲ့လူဟာအမြဲတမ်းထူးခြားလာတဲ့တရားတရားရှိသည့်အတွက်ကြောင့်သူဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့နောက်တစ်ခေတ်မှာဒီဂေါရမဗုဒ္ဓမြတ်စွာဘုရားနဲ့အရိမိတယမြတ်စွာဘုရားတို့ရဲ့ဈာမှာဖြစ်စေတခြားဘုရားတွေရဲ့မပွင့်ခင်စัจ जा မှာဖြစ်စေသူမနဆိုတဲ့ပိစိကဗုဒ္ဓဖြစ်လိမ့်မယ်လို့အမ္မတမသူ့ရဲ့စိတ်ဓာတ်အင်အားတွေဟာအမ္မတမကောင်းလို့မြတ်စွာဘုရားကဗျာဒိတ်ပေးခဲ့ရတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ပေါ့အဲ့ဒီအဖြစ်ပြက်တစ်ခုနဲ့ကြုံတွေ့ရတယ်ရာဇဂိုမြို့မှာအဲ့ဒါလိုကြုံတွေ့ရတဲ့ပုဂ္ဂိုလ်ရဲ့စွန့်စားမှုကြောင့်ဗေမိသာရမင်းကြီးကလည်းအလွန်စိတ်ထဲမှာကြည်နူးတယ်စွန့်စားအသက်အန္တရာယ်ကိုပမာဏမထားဘဲနဲ့စွန့်စားပြီးလှုပ်တဲ့အလုပ်မှုသူ့ကိုဆုတော်လက်တော်တွေချခဲ့တယ်ပေါ့အဲ့ဒါ
စတုထဝါရာဇဂိုမြို့မှာဝါဆိုးနေရင်တရက်မှာဖြစ်ပေါ်လာတဲ့အကြောင်းအရာတစ်ခုပဲနောက်တစ်ခုကတော့မြတ်စွာဘုရားရာဇဂိုမြို့မှာသတင်းသုံးနေတဲ့အချိန်နေ့စဉ်လုံးနေကြညနေပိုင်းမှာဆိုရင်လည်းတတ္တလောကကြီးတစ်ခုလုံးကိုကြည့်တယ်နံနက်ပိုင်းမှာလည်းပဲတတ္တလောကကြီးတစ်ခုလုံးကိုကြည့်တယ်ဘယ်ပုဂ္ဂိုလ်တရားဓမ္မအသိဉာဏ်ရောက်အောင်ဟောပြောဆုံးမရမလဲဆိုတာဒါကိုကြည့်တယ်အဲ့လိုကြည့်တဲ့အခါမှာအင်္ဂါတိုင်းမဂရတိုင်းကုရုတိုင်းလို့ဆိုတဲ့တိုင်းတွေရဲ့ခြားမှာနေခြားဒေသကြီးမှာအခိတတဆိုတဲ့ယသိကြီးတယောက်ရှိတယ်သူ့မှာအချမ်းရံနောက်လိုက်နောက်ပါယသိတွေ1000ရှိတယ်အဲ့ဒီ1000သောယသိတွေရဲ့ဆရာကြီးလုပ်ပြီးတော့အဲ့ဒီယသိတွေကိုလမ်းမဘက်သို့ရောက်အောင်ဥဆောင်နေတယ်ဘယ်လိုလမ်းမဘက်ကိုပို့ပေးနေတယ်လဲဆိုရင်အေးလောကမှာကိုးကွယ်ရာဆိုတာဟောဒီတောတွေတောင်တွေပဲဖြစ်တယ်ဘယ်လိုတောတွေတောင်တွေကိုရှ िख ိုးကြကိုးကွယ်ကြပူဇော်ကြအဲ့လိုလမ်းညွှန်မှုတွေပြောတယ်လမ်းညွှန်မှုတွေပြပြီးတော့အကျိုးမရှိတဲ့အလုပ်တွေနဲ့လမ်းညွှန်မှုတော့ကိုးကွယ်ရာအစစ်မှန်မဟုတ်တာတွေကိုကိုးကွယ်ရာဖြစ်လုပ်ပြီးတော့ဟောပြောပြီးတော့နေတယ်သူ့ကိုတပည့်ခံနေကြတဲ့ပုဂ္ဂိုလ်တွေကလည်းသူ့ကိုလေးစားလို့သူပြောတဲ့အတိုင်းလိုက်ပြီးလုပ်ကြတယ်နောက်ဆုံးမှာသူတို့လုံးသမျှဒုက္ခရောက်ဖို့တွေကြီးပဲဖြစ်လာတယ်ပေါ့မှန်ကန်တဲ့ကိုးကွယ်မှုတွေမဟုတ်သည့်အတွက်ကြောင့်သူတို့အချိန်ကြာလေဒုက္ခဖြစ်ဖို့များလာလေဖြစ်လာအဲ့ဒါကိုမြတ်စွာဘုရားမြင်တဲ့အခါကျတော့အဂိတတဆိုတဲ့ဒီယသိကြီးကိုအမှန်တရားပဲရောက်အောင်သူ့ကိုအမှန်တရားပဲရောက်အောင်ချွတ်ချင်းအပြင်သူ့နောက်လိုက်ယသိ1000ကိုလည်းပဲဆုံးမဩဝါဒပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့မြတ်စွာဘုရားသူတို့သတင်းသုံးတဲ့နေရာကိုကြွသွားတယ်အဲ့ဒါလို့ကြွသွားပြီးနေရာတစ်ခုတောင်းတဲ့အခါသူကကြီးသားသားနဲ့ခွင့်မပြုဘူးနောက်ဆုံးမှာမြတ်စွာဘုရားနေခွင့်ရတဲ့အချိန်အဲ့ဒီမှာသဲပုံပေါ်မှာအဟိသတ္တလို့ဆိုတဲ့မာနအမတန်ကြီးပြီးတော့အစိတ်ပြင်းတဲ့နဂါးကြီးတစ်ကောင်ရှိတယ်အဲ့ဒီနဂါးကြီးကိုရှင်မောက္ကလံကမြတ်စွာဘုရားနောက်တော့လိုက်လာပြီးတော့အဲ့ဒီနဂါးကြီးကိုရင်ကျေးအောင်ရှင်မောက္ကလံကမိမိရဲ့အစွမ်းတကူကိုအသုံးချပြီးတော့နှိမ်နှင်းဆုံးမတယ်နောက်ဆုံးမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကအခိတတအမှုရှိတဲ့ယသိ1000နိမန်လမ်းမှန်တွေကိုဖော်ပြတဲ့အခါမှာဘဟုံဝေတရဏံယန္တိပပ္ပတာနိဝနာနိသအာရမရုက္ခစေတယာနိမနုဿာဘယတစ္စေတာလောကလူသားတွေဟာကြောက်လန့်ခြင်းဆိုတဲ့ဘေးရန်တွေရဲ့ချင်းချောက်ခံရမှုလူတွေဆိုတာကြောက်တယ်ဆိုတာဘာလို့ကြောက်လဲဆိုရင်အမှန်မသိလို့ကြောက်တာကဘာဥကာလလူတွေမိုးချိန်နဲ့တန်ကြီးကိုကြောက်တယ်ငလျင်လှုပ်တာတွေကြောက်တယ်မိုးကြိုးပစ်တာတွေကြောက်တယ်ဘာချောင်းဖြစ်မှန်းမသိဘူးမသိတော့အဲ့ဓာတွေကိုသိကြောက်ကြတယ်တဘာဝအင်အားစုတွေကိုကြောက်ပြီးတော့လူတွေဟာကိုးကွယ်မိရာတွေကိုးကွယ်ပြီးတော့နေကြတယ်လွတ်ရလွတ်ကြောင်းအဲ့ဒါလို့ကိုးကွယ်မှုတွေဟာကြောက်လန့်တာကိုအခြေခံပြီးတော့ကိုးကွယ်တာတဲ့အဲ့ဒါကိုမြတ်စွာဘုရားကဖော်ထုတ်ပြီးတော့ဘဟုံဝေတရဏံယန္တိပပ္ပတာနိဝနာနိသလောကလူတွေဟာတောတွေတောင်တွေဒါတွေကိုတကူးရှင်နဲ့တကူးရှိတဲ့နတ်တွေဆိုပြီးတော့ကိုးကွယ်ကြတယ်တဲ့အာရမရုက္ခစေတယာနိနော်တစ်ပင်နေနတ်တစ်ပင်နေဥယျာဉ်နေဒါတွေကိုကိုးကွယ်ရအဖြစ်နဲ့ကိုးကွယ်ကြတယ်ဟုတ်တယ်နတ်ကိုကြောက်တာတော့ဗမာပြည်မှာလည်းကြောက်ကြတယ်ဘုန်းကြီးတို့ရွာဘက်မှာရက်ကန်းစင်တောင်နဲ့ဘိုးတော်တောင်ဆိုတာရှိတယ်ရက်ကန်းစင်တောင်မှာရှိတဲ့တစ်ပင်တွေကတော့ဂုံပြောင်းသွားပြီဘိုးတော်တောင်ကတစ်ပင်တော့တပင်မှမခုတ်ရဲဘူးဘာဖြစ်လို့တော့ဆို
ဘိုးတော်တောင်မှုနော်နတ်ကိုကြောက်တာနဲ့အဲ့မှာတရားမှမခုတ်ရဲဘူးတရားမှမခုတ်ရဲဘူးဟိုကြောက်တယ်ဆိုတာတချို့တစ်တော်ဌာနကလူတွေကတစ်ပင်ကြီးခိုးခုံနှုံအဲ့နာမှာနတ်စင်ကလေးလုပ်ပြီးတော့နတ်ကြီးတယ်လို့ရေးထားရင်အဲ့ဒီတစ်ပင်တော့မခုတ်ခံရတော့သိကြတယ်အဲ့တော့လုံးတင်လုံးထိုက်တာတော့ဗမာပြည်ကတစ်တော်တွေအကုန်လုံးနတ်စင်အပြည့်ဆောက်ထားလိုက်ရင်တော့တစ်တော်တွေတောင်ပြောင်းမယ်မထင်ဘူးနော်ကြောက်ကြမှာအဲ့တော့နတ်တော်ကြောက်ကြသေးတယ်လူတွေကအဲ့ဒီမှာအခိတတကသူလမ်းညွှန်နေတာတောရိတောင်တွေကိုးကွယ်ဖို့လမ်းညွှန်နေတော့မြတ်စွာဘုရားကပွင့်ပွင့်လင်းလင်းသူ့ကိုပြောတယ်နေတံခောတရဏံခေမံနေတံတရဏမုဒ္ဓမံဒါကဘေးရန်ခတ်သိမ်းကိုကင်းငြိမ်းစေနိုင်တဲ့ကိုးကွယ်ရမဟုတ်ဘူးတဲ့ကောင်းမြတ်တဲ့ကိုးကွယ်ရလည်းမဟုတ်ဘူးတဲ့ဒါတွေကိုးကွယ်နေလို့လဲဆင်းရဲဒုက္ခကလွတ်မှာမဟုတ်ဘူးကိုလိုချင်တဲ့အကျိုးရမှာမဟုတ်ဘူးလို့ပြောပြီးတော့မှတကယ်ကိုးကွယ်ရအစစ်ဆိုတာဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရမယ်လို့ဒါဖြင့်ဖရာကိုကိုးကွယ်တာဘာအတွက်ကိုးကွယ်တာတော့ဆိုဖရာကိုးကွယ်မှအမှန်သိမှာဟုတ်အမှန်သိဖို့ကိုးကွယ်တာဖရာနဲ့တွေ့မှအမှန်ကိုသိလို့ရတာမို့ဖရာကိုကိုးကွယ်တာဖရာငါကိုးကွယ်လို့ပြောတာမဟုတ်ဘူးဖရာဆိုတာသူ့ကိုယ်သူရည်ညွှန်းတာလည်းမဟုတ်ဘူးလောကမှာအမှန်တရားကိုဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာကိုဗုဒ္ဓလို့ဒီလိုပြောတာနော်အဲ့တော့ဗုဒ္ဓဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးဘောဓုတတခုပြောအင်္ဂလိပ်လိုရေးတဲ့အခါမှာဗုဒ္ဓလို့ရေးတာလည်းရှိတယ်ရှေ့က article ထည့်ပြီးတော့ the ဗုဒ္ဓလို့ရေးတာလည်းရှိတယ်နှစ်ခုရှိကြတယ်ရှေ့ကတော်တော်များများတော့ဗုဒ္ဓလို့ပဲရေးတယ် article မပါဘဲနဲ့ဗုဒ္ဓလို့ရေးတာကြတော့နာမည်အနေနဲ့ပုဂ္ဂိုလ်အနေနဲ့ရေးကြတာဗုဒ္ဓဆိုတာပုဂ္ဂိုလ်ပါဆန်အနေနဲ့ဆိုရင် article ထည့်စရာမလိုဘူးပေါ့သို့တော့နောက်ပိုင်းကျတော့ဗုဒ္ဓဆိုတာပုဂ္ဂိုလ်ကိုရည်ညွှန်းတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ title လို့ခေါ်တယ်ဂုဏ်ဓုဘွယ်တူတစ်ခုပဲပေါ့ဗုဒ္ဓဆိုတာဘုရားရဲ့နာမည်မဟုတ်ဘူး title သာဖြစ်တယ်ပေါ့ဂုဏ်ဓုပဲဖြစ်တယ်ပေါ့ဘုရားရဲ့အမည်နာမကအမျိုးအနွယ်နာမည်နဲ့ခေါ်ရင်ဂေါရမမိဘကပေးထားတဲ့နာမည်နဲ့ပြောမယ်ဆိုရင်သိဒ္ဓထဂေါရမဒီလိုပဲခေါ်လို့ရတယ်ပေါ့အဲ့တော့ဗုဒ္ဓဆိုတာနာမည်မဟုတ်ဘူး title ဖြစ်တယ်ဒါကြောင့်မို့လို့ရှေ့က article ထည့်ရမယ်ဆိုပြီးတော့the ဗုဒ္ဓလို့ခုခေတ်တော့ရေးလေးရှိကြတယ်ပေါ့တော်တော်များများအဲ့ဒီကွဲပြားခြားနားချက်ကိုမှတ်သားထားပြီးတော့ဗုဒ္ဓလို့ရှေ့ကရေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအမည်နာမအနေနဲ့ရေးလို့ရှိရင် article မထည့်ဘူးဂုဏ်ဓုအနေနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ article ထည့်ရတယ်လို့အလက်ဇန္ဒရာတဂရိတ်ဆိုတာလို့ပေါ့ article ထည့်ပြီးတော့ရေးတာအဲ့ဒါအင်္ဂလိပ်စာဖတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီနှစ်ခုကွဲပြားခြားနားမှုရှိတယ်အဲ့ဒီမှာဗုဒ္ဓဆိုတာအမည်နာမမဟုတ်ဘူးပုဂ္ဂိုလ်မဟုတ်ဘူးဘွယ်ထူးများတာဖြစ်တယ်အမှန်သိတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တိုင်းမှန်သမျှကိုဗုဒ္ဓဒါကြောင့်မို့ယောစဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စတရဏံကတောမြတ်စွာဘုရားကတကယ်ဘေးကင်းရန်ကင်းတဲ့အနေရခသိမ်းကင်းငြိမ်းစေနိုင်တဲ့ကိုယ်ဝေယဆိုတာဘုရားတရားတန်ခါပဲဖြစ်တယ်။ဘာကြောင့်ဘေးကင်းရန်ကင်းဖြစ်စေနိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကပ်ခြင်းအပြင်မြတ်စွာဘုရားကအမှန်တရားကိုဟောကြားပြီးမှန်ကန်တဲ့လမ်းကြောင်းနဲ့ဆုံးမသွန်သင်ပေးမှာဖြစ်တယ်။အဲ့ဒီဆုံးမသွန်သင်ပေးတဲ့အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ကောင်းကျိုးတွေရနိုင်တယ်လို့ဒါပြင်အဲ့ဒီလမ်းညွှန်ဆုံးသွန်သင်ပေးတဲ့အဆုံးအမတွေဆိုတာဘာတွေလဲလို့ဆိုဓမ္မဒါကြောင့်မို့ဓမ္မကိုးဝယ်ရတဲ့ဆိုတာဓမ္မဆိုတာကျင့်သုံးမှုပဲတန်ခါဆိုတာတော့ဓမ္မကိုကျင့်သုံးလာတဲ့အနေနဲ့ကျင့်သုံးပြီးကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒါနကောင်းမှုပြုတဲ့အခါမှာနည်းနည်းလေးလှူပြီးများများရစေနိုင်တဲ့မြေကောင်းရေကောင်းတစ်ဖွဲ့ဖြစ်လို့တန်ခါကိုကိုးဝယ်တယ်လို့ဒီလိုဆိုတယ်တနည်းအားဖြင့်တော့ဖရာအကြောင်းတရားအကြောင်းကိုတန်ခါတွေမှတစ်ဆင့်သာသိနိုင်တာဖြစ်သောကြောင့်တန်ခါကိုကိုးဝယ်ရတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့ဗုဒ္ဓဓမ္မတန်ခါလို့ဆိုတာဟာ
ဒါကိုယ်ရင်ကြီးညွှန်းတာမဟုတ်ဘူးအလုံးဘယ်ခေတ်ဘယ်ကာလပဲဖြစ်ဖြစ်အမှန်သိတဲ့ပုဂ္ဂိုလ်ထိုမှန်သိတဲ့ပုဂ္ဂိုလ်ရဲ့အဆုံးအမထိုအဆုံးအမတိုင်းလိုက်နာကျင့်ကြံနေကြတဲ့ပုဂ္ဂိုလ်တွေလို့အဲ့ဒီပုဂ္ဂိုလ်တွေစီကမှအမှန်သိမှုကလည်းရရှိလာနိုင်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားယောစဗုဒ္ဓင်္စဓမ္မင်္စသံဃင်္စတရဏံကတောဆိုဒါဖြင့်ဗုဒ္ဓဓမ္မသံဃာကိုကိုးကွယ်တဲ့အခါဘလို့အကျိုးကျေးဇူးတွေရတော့ဆိုစတ္တာရိအရိယသစ္စာနိတမ္မပညာယပတ္တတိအမှန်တရား၄ချက်ကိုမှန်ကန်တဲ့ဉာဏ်နဲ့သိနိုင်တယ်အဲ့ဒါပညာရဖို့အတွက်ကိုးကွယ်တယ်လို့ဒီလိုပြောတာပဲဥပမာတစ်ခုကြည့်ကြည့်အောင်ယောဂဖြစ်ပြီဆိုလို့ရှိရင်ဘာကြောင့်ယောဂဖြစ်တယ်ဘယ်ဆေးတောက်ရင်ပျောက်တယ်လို့အသိဉာဏ်ရှိပြီးပညာဉာဏ်ထက်မြက်တဲ့စေတမာဆရာဝန်စီသွားကြတယ်ဘာလို့သွားလဲဆိုရင်ဘာကြောင့်ဒီယောဂဖြစ်တယ်ဘယ်ဆေးတောက်ရမယ်ဆိုတာသိချင်လို့သွားတာလေအဲ့ဒီဆရာဝန်ကနေပြီးတော့ဒီယောဂဘာကြောင့်ဖြစ်တယ်ဘယ်ဆေးတောက်ရင်ပျောက်တယ်ဆိုတာကိုသူကညွှန်လိုက်မယ်အဲ့ဒါလို့ညွှန်တဲ့အခါမှာလူနာလုံးတဲ့ပုဂ္ဂိုလ်ဆေးကိုတောက်အောင်တောက်တဲ့အခါမှာယောဂပျောက်တယ်ဆိုရင်အကျိုးရတယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်မျိုးပဲမြတ်စွာဘုရားစီသွားတယ်ဆိုတာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ပြီးတော့ဒီအသိဉာဏ်နဲ့ဆုံးမဩဝါဒတွေကိုပေးလိုက်မယ်အမှန်တရားကိုထုတ်ဖော်ဟောကြားလိုက်မယ်ဆိုတဲ့အသိဉာဏ်ရဖို့အတွက်မြတ်စွာဘုရားစီသွားကြစိကတ်ကြစိကတ်သည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရတယ်အဲ့ဒီအဆုံးအမတွေကိုလိုက်နာတယ်ဆိုတာဆေးတောက်တဲ့သဘောပဲပေါ့အဲ့ဒါဆိုလို့ရှိရင်ဘုရားစီကအဆုံးအမရအဲ့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်တယ်လို့မြတ်စွာဘုရားကအမှန်ကန်ဟောပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးနဲ့တွေ့မှမှန်ကန်တဲ့အသိဉာဏ်တွေရမှတန်တရားကိုဆင်းကလွတ်ကိုင်းနိုင်တယ်ဆိုတဲ့အကြောင်းကိုရှင်းလင်းပြောပြတဲ့အခါမှာအားလုံးအဂိတတရဲ့တပည့်တွေယသိတွေဟာအားလုံးပဲအမြင်မှန်ရသွားကြတယ်နောက်ဆုံးအဂိတတယသိကြီးပါယန္တာဖြစ်သူရောက်သွားကြပြီးတော့ဒီယသိတွေလမ်းလွဲပြီးတော့နေကြထိုင်ကြတာတွေအကုန်လုံးလမ်းမှန်ပေါ်ရောက်သွားတယ်အဲ့ဒါလေစတုထမြောက်ဝါဆိုးနေတဲ့အချိန်ကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တစ်ခုပဲပေါ့မြတ်စွာဘုရားဟာဒီအဂိတတယသိကြီးကိုလမ်းမှန်ပေါ်ရောက်အောင်ဆုံးမဩဝါဒပေးပြီးတဲ့နောက်မှာနောက်အဖြစ်ပျက်တစ်ခုနဲ့ဂျုံတွေ့ရတာဘာလို့ဆိုဇမ္ဗုကဆိုတဲ့တက္ကရောကြီးဇမ္ဗုကဆိုတဲ့တက္ကရောကြီးကအလွန်တနာစရာကောင်းတယ်တန်တရားတစ်ခုမှာအမှားလုပ်ခဲ့သည့်အတွက်ကြောင့်နော်တန်တရားခရီးသွားနေတော့အမှားလုပ်မိပြီဆိုရင်လူတွေဟာလွန်ကြောက်စရာကောင်းတဲ့အဖြစ်ဆိုးတွေနဲ့ဂျုံတွေ့ရတယ်သူကချမ်းသာတဲ့မိဘရဲ့သားသမီးဖြစ်ပေမဲ့လို့တန်တရားဘဝတစ်ခုမှာအမှားလုပ်ခဲ့သည့်အတွက်ကြောင့်အိမ်ကထမင်းကောင်းဟင်းကောင်းကျွေးပေမဲ့မစားဘူးတဲ့သူကမစင်ကိုပဲပို့ကြိုက်တယ်မစင်စားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မိဘကအဝတ်စားလှလှပပဆင်တော့လဲမဝတ်ဘူးတဲ့တုံးလုံးနေရတာသဘောကျတယ်ဒီနေကတိသွားမောကြတယ်လှလှပပလုံးလုံးချွန်ချွန်ဝတ်နော်အဲ့ဒါသွားတည်းဆိုရင်အဲ့ဒါအမှားတစ်ခုလုပ်ခဲ့တာဖြစ်ချင်းဖြစ်နေမယ်နော်အဲ့တော့သူကအဝတ်မိုးတာကိုသူပိုသဘောကျပြီးတော့နေတယ်နောက်တစ်ခုဒီလိုနဲ့မိဘတွေကအိမ်ထားလို့တော့မဖြစ်တော့ဘူးလို့ဆိုပြီးတော့မကောင်းကြောင်းပို့ပေါ့နော်မကောင်းလို့ရှိရင်ကြောင်းပို့လိုက်မှာပဲကောင်းအောင်ပို့တာဖြစ်ပါလိမ့်မယ်နော်မကောင်းကြောင်းပို့ဆိုအိမ်မှာမကောင်းလို့ကြောင်းမှဆုံးမရအောင်ဆိုပြီးတော့တက္ကရောနေရဲ့အတိုင်းဝိုင်းနဲ့ပို့လိုက်တာဘာလောက်ခံရတော့ဆိုသူ့ကိုတွင်းတူပြီးတော့မြေကြီးထဲထက်တွင်းထဲမှာထည့်ထားပြီးတော့ပခုံးနှစ်ဖက်ပေါ်မှာပြင်ကျက်တွေခင်းပြီးအဲ့ဒီပြင်ကျက်တွေပေါ်မှာထိုင်ပြီးတော့ခေါင်းကသပင်ကိုထမ်းသီးနဲ့ညှက်ပြီးတော့ဆွဲနှုတ်ခံရတယ်ဒါသူတို့ရဲ့ tradition ပဲ
တင်နှုံးနဲ့မရိပ်ဘူးတဲ့ဆွဲနှုတ်တာဒါကနောက်ထပ်ပေါက်လာတဲ့အခါကျအလိန်ကလေးတွေပေါက်လာစာမင်းစတိုင်လှုပ်ချင်တဲ့ပုဂ္ဂိုလ်အဲ့ဒါဆွဲနှုတ်ရင်တော့အလိန်ကလေးတွေအတွန်းလေးတွေပေါက်လာကောက်เสียတောင်မလို့တော့เนาะအဲ့တော့တစ်ချိန်တုန်းကသူကဝတ်လေလာတဲ့ပုဂ္ဂိုလ်စပင်ကိုအဲ့ဒါလို့ထန်းစေးနဲ့ဆွဲပြီးတော့ညက်မွေးညက်လို့ဟာပေါ့လေလှုပ်ပြီးတော့ဆွဲညက်ပြီးတော့နှုတ်ခံတကောင်းလုံးနှုတ်ခံရတယ်ဆိုတော့နဲတာမှမဟုတ်ဖ ೇನೆ အဲ့ဒါလို့နှုတ်ခံရတယ်ရေကြီးပေါ်မှာပဲသူကအိတ်တယ်အဲ့ဒါလို့ ਨੇ နောက်ဆုံးမှာနောက်ပိုင်းရောက်တဲ့အခါကျတော့မြို့ရဲရွာတဲ့ဆုံးခံသွားဖို့ခေါ်တဲ့အခါသူဘယ်တော့မှမလိုက်ဘူးအเจ้าမှာတယောက်တည်းကြံရင်တယ်အလုံးထွက်သွားပြီဘယ်သူမှမရှိဘူးဆိုလို့ရှိရင်တော့ရှေးတုန်းကအိမ်သာလည်းလုံမလုံတာဟိုအိမ်သာကျမ်းမြင်ဖွင့်ပြီးတော့မစင်နေပဲအာရပါရစားတယ်နော်သူ့ဘဝနောက်ကြတော့သူ့ကိုမတင်ငါလို့ချောင်းရတဲ့အခါကျတော့မစင်နေစားတာကိုသိတော့သူတို့ရှက်ပြီးတော့သူတို့စီမှာမထားဘူးမောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်တော့ဘယ်ရောက်တုံးဆိုရင်လူတွေမစင်စွန်းတဲ့တောင်ကြားတစ်ခုကြောက်ဖြာတစ်ခုမှာသွားပြီးတော့သူကနေတယ်အဲ့သွားနေတဲ့အခါကျတော့သူကဆရာကြီးလှုပ်တယ်ပေါ့နေ့လေလူတွေဘာတွေလာတဲ့အခါကျခြေထောက်တစ်ဖက်မြောက်ပြီးတော့ပါဇက်ကိုမော့ထားလူတွေကမေးတဲ့အခါဘာလို့ခြေထောက်တစ်ဖက်မြောက်ထားတော့နှစ်ဖက်လုံးနင်းလိုက်ရင်မြေကြီးကခံနိုင်မှာမဟုတ်လို့တဲ့တစ်ဖက်ဖက်နင်းတယ်ပေါ့ဒါလည်းယုံတာပဲလူဆိုတာနော်ယုံတယ်ခုခေတ်လည်းယုံကြတာပဲလေဒါခုခေတ်လောက်ပြလဲယုံမှာပဲဒါဖြင့်မော့နေတာဘာလောက်တာတော့ဆိုငါအစာမစားဘူးလေပဲစားတယ်သူကဒီလိုပြောတာဟောအဝတ်ကလည်းမဝတ်ဘူးလူလစ်ပြီဆိုရင်မစင်မဲစားတယ်မစင်စွန်းတဲ့နေရာမှာနေပြီးတော့နှစ်ပေါင်း55နှစ်ကြာတယ်အဲ့ဒီမှာနေတာနှစ်ပေါင်း55နှစ်ကြာပြီးတော့သို့တော်လည်းလူတွေကသူ့ကိုထင်ကြီးကြတယ်အထင်ကြီးတဲ့အခါကျတော့မြို့တွေရွာတွေကနေပြီးတော့သူ့ကိုတစ်နှစ်တစ်ခါလာပြီးတော့စားကောင်းတော့ဖွယ်တွေလာပိုးလေစားနေတာတဲ့ဘာမှမစားဘူးတဲ့အမတမအကျင့်ပြင်းထန်တယ်အမတမတကယ်သူတော်ကောင်းကြီးပဲဆိုပြီးတော့လာပြီးတော့ပူဇော်ကြအဲ့ဒီထဲကသူကလာပြီးတော့ကြွေးတဲ့ကောင်းရကောင်းကြောင်းနေတဲ့ကသူတခုမှမကြိုက်ဘူးမကြိုက်တော့လူတွေထင်ကြီးအောင်မလုပ်တော့ဆိုရင်သမတ်မြက်ကလေးကိုဖြတ်ပြီးတော့အဲ့ဒီမြက်ကလေးနဲ့သူတို့လာလှူတဲ့အစာအာဟာရလေးတွေကိုမျက်နဲ့တို့ပြီးရှာလေးပေါ်တင်ုံတင်ပြဒါလို့ဆိုရင်သူလုံလောက်တယ်ပေါ့နော်သမတ်မြက်ဖြားလေးပေါ်မှာကပ်ပါလာတဲ့အစာလေးကိုရှာပေါ်တင်အဲ့ဒါလို့တင်ပြီးတော့လူတွေကျင့်တတ်အောင်လုပ်ပြပြီလူတွေကအမတန်မှသူ့ကိုထင်ကြီးကြကိုးကွယ်ကြတယ်တနေ့တော့မြတ်စွာဘုရားကအဲ့ဒီအခြေအနေတွေနာနေပိုင်းမှာအာယုံပြုတ်ပြီးတော့ကြည့်လိုက်တော့ဇံဘုကရဲ့အခြေအနေတစ်ခုသွားပြီးတော့မြင်တော့ဒီဇံဘုကဟာအခုလိုဆင်းရဲဒုက္ခခံနေရတာဝကြွေးတစ်ခုကြောင့်ဖြစ်နေတာသို့တော့သူ့မှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားကသွားပြီးတော့လက်မှန်ရောက်အောင်ဆုံးမမယ်လို့ဆိုပြီးကြွသွားတာအဲ့ဒါလို့ဘုရားကြွမယ်ဆိုတဲ့အချိန်ကြတော့မိုးတွေရွာချလိုက်ပြီးလူတွေမစင်စွန့်တဲ့နေရာတန်ရှင်းတန့်ပြန်ပြီးတော့သွားတယ်ဇာမုကကိုခေါ်ပြီးမြတ်စွာဘုရားကသူတညတာတဲကျင်တယ်လို့ဆိုတာလက်မခံဘူးသူ့အကြောင်းတွေသိကုန်မှာဆိုလို့လက်မခံသို့တော့ခလန်းလန်းကလှိုင်ကူတစ်ခုထဲမှာမြတ်စွာဘုရားကိုနေခွင့်ပေးလိုက်တယ်နောက်ပိုင်းကျတော့ညကြတော့စတုပါရိနမင်းကြီးတို့တရားမင်းကြီးတို့မြမမင်းကြီးတို့လာတော့မြတ်စွာဘုရားစီလာတဲ့အခါမှာဟိုးဝင်းဝင်းအလင်းရောင်ကြီးတွေမြင်ရတဲ့အခါမှာဘုရားပေါ်မှာစိတ်ဝင်စားမှုဖြစ်လာတယ်အဲ့ဒီမှာမြတ်စွာဘုရားကသူနဲ့တွေ့တဲ့အခါမှာသူအသိဉာဏ်ရင့်ကျက်လာပြီဆိုတဲ့အချိန်လေးမှာမြတ်စွာဘုရားကဆုံးမတယ်မင်းဟန်ဆောင်မနေနဲ့55နှစ်လုံးပတ်လုံးငါမသိဘူးအောင်းမေးမနေနဲ့မင်းမစင်စားနေတာမင်းမှာဘာအကျင့်မှမရှိဘူးမင်းဝတ်ခံနေရတာဒီမစင်စားနေရတာအဲ့လိုပြောလိုက်တော့ तू အံ့ဩထိတ်လန့်သွားတယ်တသက်လုံးဖုံးထားတာတွေပေါ်ကုန်ပြီလေ
အဲ့တော့ပေါကုံတော့အံ့ဩထိတ်လန့်သွားတယ်ထိတ်လန့်သွားပြီးတော့သူအရှက်တွေဝင်လာတော့မှမြတ်စွာဘုရားကပါလာတဲ့သင်္ကန်းကိုပေးလိုက်တဲ့အခါအဲ့ဒီသင်္ကန်းလေးကိုဝတ်ပြီးတော့ဘုရားရှိခိုးသူထိုင်နေတယ်ဒီအချိန်လေးမှာသူလုပ်ခဲ့တဲ့အမှားအယွင်းလုပ်ခဲ့တဲ့အကုသိုလ်တွေကလည်းပဲကုံသွားတယ်လို့ဆိုတယ်ပေါ့အတော်ကြောက်စရာကောင်းတယ်ကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကတရားကျင့်တဲ့ယဟန်တစ်ပါးပဲသူသို့တော်လူရဲ့စိတ်ဓာတ်ဆိုတာအမှန်တမ်းကြောက်စရာကောင်းတယ်ရွာတရားမှာသူနေတယ်အာဂန္တုဘုန်းကြီးတစ်ပါးကြွလာတဲ့အခါကျတော့သူ့ကိုကိုးဝယ်စိတ်ကတ်တဲ့တကားကအဲ့ဒီအာဂန္တုဘုန်းကြီးကိုတလေးတစားနဲ့ပြုစုစောင့်ရှောက်တာကိုသူမကြည့်နိုင်ဘူး jealousy ဖြစ်တယ်ပေါ့ jealousy ဖြစ်တယ်အဲ့ဒီကိုတော့ဒီသပင်ရှည်နေတာကိုဆံရိပ်ဖို့စတ္တာစီဆလွတ်ပေးတယ်နော်ဆွမ်းကောင်းဟင်းကောင်းတွေပို့ပေးတယ်ညကျိန်းဆက်ဖို့ညောင်ဆောင်တွေပါတွေပို့ပေးတယ်အဲ့ဒါလိုလှုပ်တာကိုသူကမကျေနပ်ဘူးမကျေနပ်တော့ဘာပြောတော့ဆိုတော့အဲ့ကိုရောနဲ့တွေ့တဲ့အခါဘာပြောတော့ဆိုသူကဆဲတာပေါ့နော်ဘယ်လိုဆဲတော့ဆိုဒီတကားကျွေးတဲ့ဆွန်စားမဲ့အစာမစင်စားတာကောင်းသေးတယ်ပေါ့သူပြောတာအတိုင်းပဲသူ့မှာဖြစ်တယ်ဒီတကားခေါင်းရိပ်ဖို့လွတ်လိုက်တဲ့ဆတ်တာတဲ့တင်နှုံးထက်ထက်နဲ့ရိတ်ထားတဲ့ထန်းသီးအစိတ်နဲ့ဆွဲပြီးတော့ညှက်ထုတ်တာပိုကောင်းတယ်သူပေးတဲ့အဝတ်ကိုဝတ်မဲ့အစားသူလှူတဲ့သင်္ကန်းဝတ်မဲ့အစားတုံးလုံးနေတာပိုကောင်းတယ်သူပေးတဲ့အိယာပေါ်မှာအိတ်မဲ့အစားမြေကြီးပေါ်အိတ်တာပိုကောင်းတယ်လို့ဒီလိုအာဂန္တုဘုန်းကြီးတစ်ပါးကို jealousy ဖြစ်ပြီးတော့ပြောဆိုခဲ့တဲ့စကားတွေဟာအဲ့ဒီအာဂန္တုဘုန်းကြီးကလည်းယန္တာပုဂ္ဂိုလ်ကြီးဖြစ်နေတယ်ပေါ့ဒါနဲ့သူ့ကိုအကြောင်းပြုပြီးတော့ဒုက္ခရောက်မှဆိုလို့အာဂန္တုဘုန်းကြီးကမနေဘူးတိတ်တိတ်လေးပြန်ကြွသွားတယ်မနေ့မိုးတော့တဲ့အခါကျတော့အာဂန္တုဘုန်းကြီးကိုခေါ်ပြီးတော့မြို့ထဲတကားအိမ်သွားရမှာမခေါ်ရင်တော့ဘာလုပ်တုံးဆိုရင်ခေါင်းလောင်းတီးတာကိုလက်သေးလေးနဲ့တီးလိုက်တယ်ဘယ်အတန်ထွက်တော့မလို့နော်အဲ့လိုထွက်ပြီးသူ့ဟာသူတယောက်တည်းသွားဟိုရောက်တဲ့အခါကျတကားမေးတယ်ရှင်ဘုရားအာဂန္တုဘုန်းကြီးမကြွလာဘူးလားလို့ဆိုအဲ့ဒီဘုန်းကြီးကတညာလုံးအိတ်ထားပဲအိတ်အမတန်ကြီးတာခေါင်းလောင်းထိုးတာလည်းမထားဘူးပေါ့အဲ့လိုပြောတော့တကားကတော့သဘောပေါက်တယ်နားလဲတယ်ဒီဘုန်းကြီး jealousy ဖြစ်နေပြီဆိုတာကိုနားလဲရှင်ဘုရားတဲ့အာဂန္တုခီးပန်းလို့နေပါလိမ့်မယ်တပည့်တော်ဆွမ်းလှူလိုက်ပါမယ်ရှင်ဘုရားဟိုရောက်ရင်တော့ခီးပန်းလို့နေတဲ့အာဂန္တုကိုဒီဆွမ်းလေးကျွေးလိုက်ပါလို့ဆိုပြီးလှူတော့တကားကဆွမ်းကောင်းဟင်းကောင်းတွေချက်လှူလိုက်တာသူ့စိတ်ထဲမှာဒါတွေစားရင်ဒီကိုယ်တော်ကတ်နေတော့မှာပဲဆိုလမ်းကြသွန်ပစ်ထားခဲ့တယ်နော်အဲ့ဒါလို့ jealousy ဆိုတာတော်တော်ဆိုးတာအဲ့ဒါနဲ့သူငရဲကိုနှစ်ပေါင်းများစွာခံပြီးတော့လူဖြစ်လာတဲ့အခါမှာနောက်ဆုံးကံရဲ့အရှိန်အကျွင်းအကြံလေးနေနဲ့နှစ်ပေါင်း55နှစ်မစင်စားပြီးတော့တော်ထဲမှာဒီလိုနေရတယ်အဝတ်မို့ပဲနေဖះကြွသွားလို့ဆုံးမဩဝါဒပေးတဲ့နေ့မှာအဲ့ဒီကံဟာကုံသွားပြီတဲ့ကတ္တဗမြတ်စွာဘုရားလက်ထက်မှာအနှစ်2000ရဟန်းဘဝနဲ့ကိုကျင့်သီလတွေစောင့်တည်ပြီးတရားဓမ္မတွေအထုတ်ခဲ့တယ်အဲ့ဒီကုသိုလ်ကံရဲ့အရှိန်နဲ့မြတ်စွာဘုရားဟောတဲ့တရားကိုနိုင်ယူနိုင်စွမ်းရှိလာတယ်ပေါ့ဒီမှာမြတ်စွာဘုရားကတရားဓမ္မကိုဟောတဲ့အခါဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အကုသိုလ်ကံတွေကလည်းဝကြွေးတွေကလည်းကုန်းဘုရားဟောတဲ့တရားကိုသဘောပေါက်ပြီးသူဟာအကျွတ်တရားရပြီးယဟန္တာဖြစ်သူရောက်သွားတယ်လို့အဲ့တော့မြတ်စွာဘုရားဟာလောကသားတွေရဲ့အတွက်မစင်နေနဲ့အလွန်ညစ်ပတ်တဲ့နေရာလေမယွမရှာကြွတော်မူပြီးတော့ဆုံးမဩဝါဒပေးတာပဲပေါ့ဒါကြောင့်မို့လောကသားတွေအတွက်ကျိုးပန်းအထုတ်မှုတွေဟာဖြင့်ဒီတဲ့ကြီးမားတဲ့အချက်တွေတောင်နောင်ကြတော့တွေးကြရအောင်ပါမြတ်စွာဘုရားသခင်ကိုရောမြတ်အကောင်းတဲ့ကြီးတွေးတာမဟုတ်ဘူးဆိုလိုတာကပန်းခင်းတဲ့လမ်းကြီးလျှောက်ရတာမဟုတ်ဘူးစူးကျန်းတဲ့လမ်းဒီပေါ်မှာလဲမြတ်စွာဘုရားဘဝဟာလျှောက်လှမ်းခဲ့ရတယ်အဲ့လိုလျှောက်လှမ်းခဲ့ရတယ်ကြည့်မယ်ဆိုရင်လောကသားတွေဟာလောကမှာလောကရန်ဆိုတာလူတိုင်းခံရတယ်ဆိုတာသိ
သိရှိနားလည်ဖို့ဖြစ်လာတယ်ပေါ့အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်က၄ဝါမြောက်အထိရာဇဂိုမှာဆက်လက်နေတယ်၅ဝါမြောက်ကြတော့ဝေသာလီမှာတရင်သုံးတယ်6ကြတော့6ဝါမြောက်ကြတော့မကုလတောင်မှာတရင်သုံးပြီး9ဝါမြောက်ကြတော့အဘိဓမ္မာတရားဟောဖို့တာဝရိန္ဒနတ်ပြည်မှာတရင်သုံးတယ်လူပြည်မှာမရှိဘူးအဲ့ဒီနဲ့က10ဝါမြောက်တဲ့အခါကျတော့ဘက်ခတိုင်းတုံတုမာရဂိရမြို့မှာတရင်သုံးတယ်9ဝါမြောက်ကြတော့ကောသမိပြည်မှာတရင်သုံးတယ်ကောသမိပြည်မှာတရင်သုံးတဲ့အခါမှာတန်ဃာတွေအတွင်းမှာပြိုကွဲတဲ့အချင်းချင်းမတည့်ကြလို့တန်ဃာတွေဝိဝါဒဖြစ်ပွားနေတာစိတ်ဆက်ညင်ညွတ်အောင်တရားဟောတော့လေဘုရားစကားနားမထောင်ဘူးဆိုတာကောသမိပြည်တွေကယဟန်တွေရဲ့ဖြစ်ပျက်တွေနဲ့မှတ်သားကြရအောင်ပါပဲပေါ့ဆယ်ဝါမြောက်တဲ့အခါကျတော့တပါးတဲ့စိတ်နှလုံးအေးချမ်းမှုအတွက်တန်ခါပိဋကနဲ့မနေပဲနဲ့ပါဠိလျက်ကဆိုတဲ့တောထဲမှာသွားပြီးတော့ဆင်ကြီးတကောင်ရဲ့ပြုစုမှုကိုခံပြီးတော့တောထဲမှာသတင်းသုံးတယ်ဗမာတွေသိတာပလလဲတောလို့သိကြတယ်နော်12ဝါမြောက်ရောက်တဲ့အခါကျတော့နာလာဆိုတဲ့ပုံနာရွာမှာသတင်းသုံးပြီးတော့12ဝါမြောက်ကျတော့ဝေရင်စာပြေမှာလည်းပဲဆုံးကုန်းမပြည့်မစုံပဲနဲ့မြင်းစားတဲ့ဂျုံတွေကိုဝါရင်3လဖုံးပေးခဲ့ရတယ်ပေါ့အဲ့ဒီကနေပြီး73ဝါမြောက်တဲ့အခါကျတော့စာလိယတောင်မှာသတင်းသုံးတယ်တခါဇေရွန်အကြောင်းကြီးလှူထားပေမဲ့လို့ဇေရွန်အကြောင်းမှာတဝါမှမဆိုရသေးဘူး14ဝါမြောက်ရောက်တဲ့အခါကျတော့မှဇေရွန်အကြောင်းမှာဝါဆိုတယ်စပြီးတော့နောက်15ဝါမြောက်တဲ့အခါကျတော့ဆွေတော်မျိုးတော်တွေထံကပိလဝမြို့ဒီကျောရာယုံအကြောင်းမှာတဝါပဲဆိုခဲ့တယ်နောက်တစ်ခါ16ဝါမြောက်ကြတော့အာလဝီပြည်အာလဝကဗီလူကြီးကိုဆုံးမပြီးတော့အာလဝီပြည်မှာတရင်သုံးနေထိုင်ဝါဆိုခဲ့တယ်18ဝါမြောက်တဲ့အခါကျတော့ရာဇဂိုပြည်မှာပဲပြန်ပြီးတော့ဝါဆိုတယ်18ဝါနဲ့19ဝါမြောက်ကြတော့စာလိယတောင်မှာတရင်သုံးပြီးတော့20မြောက်ဝါမှာရာဇဂိုမှာပဲပြန်ပြီးတော့ဝါဆိုတယ်လို့ရာဇဂိုမှာစုစုပေါင်းလိုက်မယ်ဆိုရင်9ဝါလောက်တရင်သုံးနေထိုင်ခဲ့တယ်ပေါ့ဒါကမြတ်စွာဘုရားပထမဝါ20လို့ခေါ်တယ်ဟိုဝါ20ရဲ့နောက်မှာနော်45ဝါဆိုနောက်ထပ်ဝါ20အဲ့ဒီဝါ20ကျတော့တခြားနေရာတွေရွှေ့ပြောင်းပြီးဝါဆိုလေးမရှိတော့ဘူးတာဝတိမြို့မှာပဲဝါဆိုတယ်တဲ့အဲ့ဒီဝါ20အဲ့ဒီအကြောင်းအရာတွေကိုဆက်လက်ဟောဖို့အတွက်နောက်ရက်တွေနောက်ပိုင်းမှာအကြောင်းညင်ညွတ်တဲ့အခါမှာဘုန်းကြီးတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ကိုနောက်ဆုံးပြိဋိဘံစံတော်မူသည့်အထိမြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်တွေကိုထင်ရှားပေါ်လွင်လာအောင်အကျဉ်းချုပ်ပြီးတော့ဟောပြောတော်မှာဖြစ်ပါတယ်ဒီကနေ့ဒီတသုတ်တော့18ခုမြောက်ပြီးသွားပါပြီနောက်အကြောင်းညင်ညွတ်တဲ့အခါကျတော့မှဆက်ပြီးတော့ဟောကြားမှာဖြစ်ပါတယ်အေးဗုဒ္ဓမြတ်စွာလောကသားတို့အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အချက်တွေဟာအင်မတန်မှအမခံရှိလာပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့မဟာကရုဏာခုံမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့မေတ္တာစေရနာကျိုးပန်းအားထုတ်ချက်တွေကိုသိရှိကြီးညိုကြရသဖြင့်ဗုဒ္ဓနုတ္တိဘာဝနာဖြစ်ပွားပြီးတော့မြတ်စွာဘုရားရဲ့စကားကိုလိုက်နာနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာ
တို့ရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဂျာဗန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြအကုန်သည်ဖြစ်ပေဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယလန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း